အလုံးလုံးရင်ငွေမစုမိလို့စိတ်ညစ်မနေနဲ့စိတ်မပြတ်နဲ့လူတွေအသက်အရွယ်ကြောင့်ရင့်ကျက်လာကြတာမဟုတ်ဘူးအကျွေးကြုံတွေကြောင့်သာရင့်ကျက်လာကြတာအသက်အရွယ်ကပုံမုံမြင့်မာတဲ့ဘဝကိုပို့ပေးတာမဟုတ်ဘူးအတွေ့အကြုံတွေကပဲပုံမုံမြင့်မာတဲ့ဘဝကိုပို့ပေးတာအဲ့ဒီလိုအတွေ့အကြုံတွေရဖို့အလုပ်တွေလုပ်နေဖို့လိုတယ်ပါဝင်ခြင်းကိုလေ့လာနေဖို့လိုတယ်ကိုအမားကနေပြီးတော့တင်ယူဖို့လိုသလိုသူများတွေရဲ့အမားတွေကနေတင်ခန်းစာယူတတ်ဖို့လဲလိုတယ်အခုလုပ်နေတဲ့အလုပ်ကဝင်ငွေနည်းလို့ဘာအကျိုးမရှိဘူးလို့မထင်နဲ့အတွေ့အကြုံတွေရတယ်မိတ်ဆွေကောင်းတွေရမယ်တန်ဖိုးရှိတဲ့အတွေးခေါ်တွေလည်းရမယ်အလုံးလုံးရင်ဝေမစုမိတော့စိတ်မညစ်နဲ့စိတ်မပြတ်နဲ့အခုရလာတဲ့အတွေ့အကြုံတွေကနောက်ထပ် level တစ်ခုရောက်ဖို့အတွက်အရေးကြီးတဲ့လောင်စာစီပဲဒီဗီဒီယိုလေးကို share သွားလို့ရပါတယ်